တော့အဓိကလူငယ်တွေပေါ့နော်အဲ့လိုနှစ်ချက်နဲ့နားထောင်တာတွေကဒါလူငယ်တွေမှာအရင်ခေတ်စားတယ်ဆိုတော့ကျွန်တော်တို့ကတော့ဟိုအသက်အရွယ်တစ်ခုရောက်လာလို့လားမသိဘူးကျွန်တော်တို့တိတ်နားမထောင်ပြဘူးပေါ့နော်ထိပါတယ်ကြများထိတယ်အဓိကတော့ဟိုတိတ်မဲ့နီးကြပြောရရင်သူက60 rule ပဲသူကဘောလုံးက60ပဲထားရမယ်60ရာခိုင်နှုန်းနဲ့မကျော်နဲ့เนาะနားထောင်ရင်လည်းပြီးရင်60 minute ပေါ့တနာရီနေရင်15 minute တော့နားရမယ်ပြီးရင်သူကဘောလုံးပမာဏကသူကearphone ထက်ဆိုင် headphone ကပိုကောင်းတယ်ပေါ့နော်အဲ့လိုကားတာပိုကောင်းထဲတာပိုပြီးတော့ဆိုးတယ် inner ear တွေတော့ထိနိုင်တယ်အဲ့တော့သူကအသေးဥတာတွေနားဥတာတွေနောက်ကျတော့hearing loss တွေထိနိုင်တယ်လေအဲ့တော့ဟိုလိုပေါ့ဟို85 decibel ပဲကွာသူရဲ့အတန်ရဲ့ noise level ရှိတယ်ကွာ85ထက်ကျော်ရင်8နိုင်ပဲရတယ်ဆိုတော့တနေ့ကုန်လုံးတက်တာတော့အဆင်မပြေဘူးဘာလို့ဆိုတော့အဲ့ထက်ရော့ရင်တော့ရတယ်အဲ့ထက်ရော့ရင်လည်းတချင်နားထောင်တာအေးစင်းနားထောင်နေသူကကိစ္စမရှိဘူးဟိုနိုင်နားထောင်နေဆိုရင်တော့မလွယ်ဘူးเนาะ4နာရီ8နာရီအဲ့လောက်ပဲရမယ်အဲ့တော့ရေရှည်ထိတော့ထိပါတယ်ဟိုဒါတွေကတော့ပေါ့လို့တော့မရဘူးဒါလူငယ်တွေနဲ့တီးတင်တယ်တစ်ချိန်လုံးတက်ထားတာအဆင်မပြေဘူးဒါပေမဲ့ headphone ကတော့ပိုအဆင်ပြေတယ်နောက်တစ်ခုကသူများကိုမငားနဲ့ပေါ့နော်သူများလေးနားထောင်ကြည့်ပါညာအမှန် spirit sweat လေးနဲ့တုပ်ရတယ် infection တွေရှိရလေနားအပြင်ပိုးတွေပါဝင်တတ်တယ်အဲ့တော့ဒါလေးကတော့တိထားတင်တယ်60 rule လေးနဲ့ကိုကဘယ်မှအလွန်မလုံနဲ့ကွာအလွန်လုံရင်ဘာနေဖြန့်ရခတ်တယ်နော်ဟိုဖြော်ရည်လည်းမလွယ်ဘူးကော်ဖီလည်းမလွယ်ဘူးဆေးလေးလည်းမလွယ်ဘူးအရက်လည်းမလွယ်ဘူးကွန်းလည်းမလွယ်ဘူးနော်အဲ့ဒါတွေတော့မလွယ်တော့ဒီထက်မြင့်တဲ့ဆေးတွေပြောနေတော့ဘယ်မှအလွန်ကြုံလောက်တာကောင်းတယ်ပေါ့နော်အဲ့တော့ဘာပဲပြောသူ့ရဲ့ decibel လေးတွေရှိတယ်သူ့ရဲ့ဒီ noise level လေးတွေရှိတယ်အဲ့ noise level ရိုက်ကြည့်လိုက်ပုံလေးတော့ကျွန်တော်တင်ထားပေးမယ်သူကအများစုတော့80ကျော်သွားတယ်85ကျော်သွားရဆိုရင်မခံနိုင်ဘူးဟိုကျွန်တော်ဆိုလဲအုံနိုင်မှဝန်ထားပါတော့ဒီလက်ချက်မပြောနဲ့ကျွန်တော်ရန်ကုန်နဲ့မန္တလေးတောင်ကျွန်တော်လူများတယ်ရှုပ်တယ်အဲ့လိုကားတွေအတန်းတွေအဲ့လိုနားမထောင်နိုင်ဘူးအဲကြောင့်မို့ရန်ကုန်မှာဟောမတီးခါတာလေဘာလို့တော့ဟွန်းဆွတ်တီးလိုက်လေသူ့ရဲ့ noise level ကျော်သွားပြီလူတွေပို့ဆိုးမှတီးမခံနိုင်တော့တနိုင်လောက်တော့တီးမခံနိုင်ဘူးအဲ့လိုအတန်းကိုလေဒါပြတာသတိထားမှာ60 rule ပါဘောလုံးကို60နဲ့မကျော်နဲ့တနာရီနားထောင်ပြီးရင်15မိနစ်နားမယ်ပြီးသွားရင်သူ့ရဲ့ဒီ noise level ကိုချိန်ပြီးတော့ကိုနားထောင်တဲ့ပမာဏနဲ့ချိန်တော့လုပ်ပေါ့ကွာအဲ့လိုပဲအကြံပေးတယ်ကျွန်တော်ကတော့ဟိုအဲ့လောက်ကြီးအများကြီးကိုကတော့တိတ်နားမထောင်တော့ကျွန်တော်တိတ်ပြီးတော့အဲ့ဒါကြီးတိတ်ပြီးတော့ဟိုလိုကွာမကြိုက်တာပေါ့ကိုအဲ့လိုကြီးခေါင်းရှုပ်တာကြီးအဲ့လိုအတန်ကျေတာကြီးမကြိုက်ဘူးလေအဲ့လိုပြောပြတာ